ကျွန်တော်တို့ AI ခေတ်ကြီးထဲမှာ AI ကိုအသုံးပြုတတ်ရုံနဲ့တင်အများနဲ့တပန်းတာမှာတော့မဟုတ်ဘူး။ဘာလို့လဲဆိုတော့ကျွန်တော်တို့လူတိုင်းက AI တွေကိုအသုံးပြုနေတာကြောင့်ပဲ။ဆိုတော့ AI ခေတ်ကြီးထဲမှာသူများတွေတပန်းတာကျင်နေဆိုရင်တော့ကျွန်တော်တို့မှာဒီ skill တွေရှိထားဖို့လိုတယ်။ဘာ skill တွေရှိထားရမလဲဆိုတာကိုကျွန်တော်တို့တွေ့လိုက်ကြည့်ကြရအောင်။ AI ခေတ်ကြီးထဲမှာရှိထားတဲ့ skill တစ်ခုကကျွန်တော်တို့မေးခွန်းတွေကိုမေးတတ်ဖို့ပဲ။ကျွန်တော်တို့မှာမေးခွန်းတွေရှိနေဖို့ပဲဒီခေတ်ကြီးထဲမှာကျွန်တော်တို့မေးခွန်းတွေကအဖြေတွေထပ်ပို့ပြီးတော့တန်ဖိုးရှိတယ်ပါဝါရှိတယ်ဘာလို့လဲစဉ်းစားကြည့်ဗျာကျွန်တော်တို့အခု AI ခေတ်ကြီးထဲမှာအရန်တိုးတက်နေတာကြိုက်တဲ့နေရာမှာကျွန်တော်သိချင်တဲ့အရာတွေเนาะရှာချင်တဲ့အရာတွေဒီအဖြေတွေကိုကြိုက်တဲ့နေရာကနေကျွန်တော်ရှာနိုင်တယ်သိနိုင်တယ်ဘလို့အချက်လက်တွေပဲဖြစ်ဖြစ်ကျွန်တော်ရှာနိုင်တယ်ဖွေနိုင်တယ်ဒါကကျွန်တော်တို့ AI ခေတ်ကြီးရဲ့အားသာချက်ပဲအဖြေတွေကိုကြိုက်တဲ့နေရာမှာရှာနိုင်တဲ့ခေတ်ကြီးထဲမှာကျွန်တော်တို့အတွက်လိုအပ်တာကမီးခွန်းတွေပဲလိုအပ်တာဘာမီးခွန်းတွေမီးမှလဲကျွန်တော်တို့မှာမီးခွန်းတွေမရှိနေဒီလိုရှာလို့ရတဲ့အရန်ကောင်းတဲ့ AI ကြီးတွေကလည်းဘာမှသုံးလို့ရမှာမဟုတ်ဘူးဆိုတော့အကြီးကဒီလိုခေတ်ကြီးထဲမှာအရေးကြီးတာကမီးခွန်းကောင်းကောင်းမီးတက်မှုနဲ့ကျွန်တော်တို့မှာမီးခွန်းတွေရှိနေဖို့ပဲအရေးကြီးတာတီထွင်မှုတွေဖန်တီးမှုတွေကျွန်တော်စုံဦးတီထွင်မှုတွေဒါတွေအားလုံးကလည်းပဲဘယ်ကနေစတင်ခဲ့တာလဲဆိုရင်ရိုးရှင်းတဲ့မီးခွန်းလေးတစ်ခုကနေပဲစတင်ခဲ့ဥပမာကျွန်တော်တို့ကားကြီးတွေတီထွင်ခဲ့ကားကြီးတွေကိုတီထွင်ပြီးတဲ့အခါမှာကျွန်တော်လူသားတွေဒီကားကိုအန်ရီကင်းကင်းနဲ့လုံလုံခြုံခြုံနဲ့မောင်းနေနိုင်မှုစဉ်းစားကြတယ်အားတွေကိုငါတို့ဘယ်လိုလုပ်ရင်လုံလုံခြုံခြုံနဲ့မောင်းနိုင်မှာလဲကျွန်တော်လူတွေအတွက်ဒီဟာကြီးတွေကစိတ်ချရမှာလေလို့မီးကုန်းလေးမီးလိုက်တဲ့အခါမှာဒီမီးကုန်းကနေမှတက်စင်နောက်ပိုင်းမှာဘယ်လိုအဖြေထွက်လာလဲဆိုရင်ကားကပတ်ပတ်တဲ့ဟာတွေကားမှာလီအိတ်ထည့်တဲ့ဟာတွေဒီလိုမျိုးလုံခြုံရေးစနစ်တွေဒါပါလာတာဒါကျွန်တော်မီးကုန်းကနေစားခဲ့တဲ့အောင်မြင်မှုတွေဖန်တီးမှုအသစ်တွေကြီးပဲပြောသလိုပဲဒါကကျွန်တော်တို့တိတာထင်ရှားတဲ့ example တစ်ခုကျွန်တော်လက်တွေ့ပွားမှာလဲတော့ AI ကြီးတူးတက်လာတဲ့ခေတ်ထဲမှာကျွန်တော်တို့မှာမီးကုန်းတွေမရှိဘူးဆိုရင်ကျွန်တော်တို့ကအဖြေတွေကိုရစီရရှိမှာမဟုတ်ဘူးကျွန်တော်တို့မှာမီးကုန်းတွေရှိထားဖို့လိုတယ်မီးကုန်းကောင်းတွေဖန်တီးတတ်ဖို့လိုမီးကုန်းလို့ပြောတဲ့အခါမှာမီးကုန်းတွေမှာဒီယူးကြောင်ကြောင်နိုင်တဲ့မီးကုန်းတွေကပို့ပြီးတော့ပါဝါရှိတယ်လို့ပြောငယ်တော့ကလေးလေးတွေမီးကြတဲ့မီးကုန်းတွေပေါ့နောက်ပိုင်းကျတော့ကျွန်တော်တို့လူကြီးအသက်ကြီးလာတဲ့အခါမှာဒီလိုမျိုးထူးထူးဆန်းဆန်းမီးကုန်းတွေပေါ်ကြောင်ကြောင်မီးကုန်းတွေကမမီးကြတော့ဘူးမီးလည်းမမီးရကြတော့ဒါကကျွန်တော်ပညာရေးစနစ်နဲ့လည်းဆိုင်တယ်လို့ကျွန်တော်တို့သူများတွေကယူနေရလားလို့တွေးတာကြောင့်လည်းပါမယ်ပေါ့လေဆိုတော့ပညာရေးကိုမကောင်းပြောတာလည်းမဟုတ်ဘူးဒါပေမဲ့ဒီလို system ကြောင့်ကျွန်တော်တို့ပေါ်အနေနဲ့အများတော့တက်ရောက်မှုကတော့ရှိနေတာဒီတော့ကတော့စစ်စစ်ပေါက်ပေါက်မီးကုန်းတွေမီးတက်ပေမဲ့ကျွန်တော်လူကြီးဖြစ်လာတဲ့အခါမှာအသက်လေးတစ်ဖြည်းဖြည်းကြီးလာတဲ့အခါမှာမီးကုန်းတွေကမမီးတော့ဘူးအလူပေါင်းစီကံအတွင်းမှာပဲဒီတိုင်းလေးပဲကျွန်တော်တက်နေသွားကြတာကြီးပဲလေနော်ဆိုတော့ဒီလိုမျိုးမီးကုန်းတွေမထွက်လာတော့တဲ့အခါမှာကျွန်တော်မီးကုန်းတွေထွက်လာအောင်လေ့ကျင့်ယူလို့ရလားဆိုရင်ရတယ်အဲ့ဒီနီလန်းကလည်းအရန်ကြီးခက်ခဲမဟုတ်ဘူးကျွန်တော်တို့အားလုံးသိထားတဲ့ဒီ journaling method ပဲ journaling ရေးတယ်ဆိုတာကကျွန်တော်တို့တနေ့တာမှာကိုသိချင်တဲ့အကြောင်းအရာတွေကိုကောင်းတဲ့ဝင်လာတဲ့အတွေးတွေယူနတ်နဲ့အတွေးတွေပဲဖြစ်ဖြစ်ကလေးစာနဲ့အတွေးတွေပဲဖြစ်ဖြစ်ဘလို့အတွေးတွေမှာဆိုကျွန်တော်တို့ကနေတိုင်းချရေးပြီးတော့မီးကုန်းတွေထုတ်ပြီးလေ့ကျင့်သွားလို့ရတယ်ဒီလိုလေ့ကျင့်တိုင်းလေဒီမှာလေ့ကျင့်ထားတဲ့အရာတွေအားလုံးကအသုံးဝင်တဲ့အရာတွေတော့မဟုတ်ဘူးကျွန်တော်ပေါက်ပန်း40တွေတွေးမယ်အမျိုးမျိုးတွေးမယ်တွေးပြီးတော့မီးကုန်းတွေထုတ်လေ့ကျင့်ထားတဲ့ဟာတွေကအကုန်လုံးကတော့အသုံးဝင်မှာမဟုတ်ဘူးဒါပေမဲ့ကျင်းတည်တာကတော့အဲ့ဒီထဲက10%ရာခိုင်နှုန်းလောက်ကတာကျွန်တော်တို့ဘဝကိုလုံးဝပြောင်းလဲမဲ့ idea အတွေးမြင်အသစ်တွေကိုပေးနိုင်မဲ့အရာတွေဖြစ်တယ်ဒီနေ့ကတော့ကျွန်တော်တို့အရန်အရေးကြီးတဲ့ skill တစ်ခုဖြစ်တဲ့မီးကုန်းတွေကိုဘယ်လိုမေးမလဲဆိုတာရယ်ဒီမီးကုန်းတွေကိုလေ့ကျင့်မဲ့နည်းကျွန်တော်မီးကုန်းတွေထွက်လာအောင်လေ့ကျင့်မဲ့နည်းလေးကိုအားလုံးကိုပြောပြပေးသွားတာဖြစ်ပါတယ်ခင်ဗျာ journaling ကိုမစခင်ကျွန်တော်ရဲ့ဒီ post လေးရဲ့အောက်မှာကျွန်တော်ရဲ့ comment ထဲမှာဒါကို journaling ရေးသလိုမျိုးတွေးပြီးတော့ကျွန်တော်ရဲ့ယူကြောင်နိုင်တဲ့အတွေ့အကြုံတွေယူကြောင်နိုင်တဲ့ idea တွေမိကုန်းတွေကိုချပြီးတော့လေ့ကျင့်ခန်းလေးကိုစပြီးတော့လုပ်သွားလို့ရပါတယ်ခင်ဗျာအားလုံးပဲအဆုံးထိနားထောင်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်ဘာသာလို့ခေါ်ပါတယ်ခင်ဗျာ